Hello ဒီနေ့ကတော့အိမ်မှာချက်ရတာလေးလွယ်တယ်စားလို့လည်းကောင်းတဲ့ပဲပင်ပေါက်ပဲပြလေးကြော်စားဖြစ်ပါတယ်အရင်ဦးဆုံးဒီပဲပင်ပေါက်ထုတ်ကလေးသုံးမယ်ပေါ့နော်ဒါကတော့ပဲပြလေးပါပဲပင်ပေါက်လေးတွေကိုစလုံးနဲ့ထည့်ပြီးတော့ရေနဲ့တေချာတန့်စင်အောင်ဆေးပါတယ်ဆေးပြီးရင်တော့ရေလေးတေချာစစ်ထားပါမယ်ပဲပြားလေးတွေကိုကိုလိုချင်တဲ့အနေအထားတုံးပြီးသွားလို့ရှိရင်စနွေးမုံစားအချိုမုံတို့ကိုထည့်ပြီးတော့ဖွားလေးနှံ့သွားအောင်နေပေးထားပါမယ်ပဲပြားလေးတွေကိုအရင်ကြော်ပေးပါတယ်ဒီနေ့လောက်ဆိုလို့ရှိရင်ရပါပြီပဲပြားလေးတွေကိုစီစစ်ထားပါမယ်ပဲပင်ပေါက်ကြော်ဖို့အတွက်စီများနေတာမလို့စီလေးကိုပြန်နှုတ်ပေးပါတယ်စီနည်းနည်းပဲသုံးပါမယ်နော်ပြီးရင်စနွေးမုံလေးထည့်မယ်ချက်သွန်လေးချက်သွန်ကျွေးစီတတ်ပါမယ်ချက်သွန်နဲ့လေးဝေးပြီးနွမ်းလာပြီဆိုလို့ရှိရင်ပြည့်စုံလေးထည့်လို့ရပါပြီအချိုမုတ်ထည့်ပေးပါတယ်စားနေငယ်ထည့်ပါတယ်အရသာမုတ်ထည့်ပါတယ်ပြီးသွားရင်ခရုစီလေးနဲ့အနည်းငယ်ထည့်ပေးပါတယ်အားလုံးကိုနှံ့အောင်မှီပြီးတော့ပဲပင်ပေါက်လေးတွေနွားလာတဲ့အထိကြော်ပေးပါပဲပင်ပေါက်လေးတွေနွားလာပြီဆိုရင်ပဲပြားလေးတွေထည့်ပြီးတော့ကြော်ပေးပါအရသာကြီးကြည့်လို့အဆင်ပြေတယ်ဆိုရင်ချလို့ရပါပြီနည်းနည်းမရတော့မကြိုက်လို့မထည့်တော့ပါဘူး